Hello ဒီနေ့ကတော့ခောက်ဆွဲပြုတ်စားပါမယ်ဒါကရှင်တို့တက်ထားရပေါ့နော်ဒါကကျမအမရဲ့ Oh my god ထုတ်လေးပါဒါကကျမအထုတ်လေးပါဒါကတော့ကျမတငယ်ချင်းထုတ်လေးပါဒါကရုပ်လေးပြတာပါဒါကကျမအမရဲ့ Oh my god ထုတ်လေးဖောက်နေတာပဲဖြစ်ပါတယ်ဒါကကျမထုတ်လေးပါဒါကကျမတငယ်ချင်းထုတ်လေးပါရှင်တွေကိုစောင့်နေရပါရှင်ဒါကရုပ်လေးခဏပြတာပေါ့နော်ဒါကျမအမရဲ့စနက်တွေကိုဖမ်းထားတာပဲဖြစ်ပါတယ်ရှင်ဒါကျမတငယ်ချင်းစနက်တွေကိုဖမ်းထားတာပဲဖြစ်ပါတယ်ရှင်ကြည့်ကြရပါအောင်ဒါကတော့ကျမရဲ့အထုပ်လေးကိုထည့်ပါရဲ့ဒါကျမရဲ့အနှစ်တွေပေါ့နော်ကျမအထုပ်ရဲ့အနှစ်တွေကအဲ့ဒါကိုမွေပါရဲ့ရှင်ဒါတော့ပြုတ်ပြီးတော့ပါကြီးဒါကမပြုတ်ပါရဲ့ကျမတငယ်ချင်းထုတ်လေးပါဒါကတော့ကျမတငယ်ချင်းထုတ်ရဲ့အနှစ်လေးတွေကိုမွေပါရဲ့ဒါကျမအမရဲ့ထုတ်ပေါ့နော်စပြင်းလန်ထုတ်လေးပါဒါကတော့ကျမတငယ်ချင်းပေါ့နော်ဒါကတော့အမဟာပါဒါကျမအမမွေရပါဒါကျမဟာလေးပါဒီနေ့ကတော့ဒီကျမစားပြတာရှိပါရဲ့ကျမဒါဒီထုတ်လေးကကျမစားပြမယ်ဒီထုတ်ကိုလုံးဝမဝဘူးပေါ့နော်အများကြီးပါရမယ်ကျမကဘာကျမရဲ့အစာရကြီးလို့လားမသိပါဘူးရှင်အဲ့ဒါကြောင့်တကယ်ဆက်စားခြင်းလေးပါတယ်ဗာလဲအတန်သူရင်းနဲ့တကယ်စားခြင်းနဲ့ပေါ့နော်အရန်လည်းကောင်းတယ်ပေါ့ထပ်စားခြင်းပါရှင်ဒါတော့ကျမအမစားနေရလေးပေါ့နော်သူဟာတော့တော်တော်ဆက်တယ်ပေါ့နော်ကျမတစုံလေးမီးကြည့်အောင်နည်းနည်းတစုံတော့မှနည်းနည်းလေးမီးကြည့်အောင်တော်တော်ဆက်ပါရဲ့သူကလည်းအရန်စားနိုင်ပါတယ်အရန်လည်းကောင်းပါရဲ့ရှင်ဒါတော့ကျမတငယ်ချင်းစားပြတာပဲဖြစ်ပါရဲ့ရှင်ကျမတငယ်ချင်းဟာတော့တားချင်တယ်ပေါ့နော်ကျမဟာကြတားငန်သွားပါတယ်စားလို့ကုန်ပါပြီအားလုံးပဲဘိုင်ဘိုင်မှာနောက်ပြီးတော့ပြန်နေကြမယ်